ဒီလိုဟာရမ်းမုံတစုံကိုကြုတ်တဆိုင်ခပ်ပြီးဓာတ်တော်တလျောက်အသာအရာတင်လိုက်ပါတယ်ဒီလိုရမ်းမုံမျိုးဟာအလုံးမတင်ငင်ပဲအနေငယ်ထိခိုက်မိတာနဲ့နျူကလ িয়ার ပောက်ကွဲမှုလောက်ပြင်းထန်တဲ့ပောက်ကွဲမှုကိုဖြစ်စေနိုင်ပါတယ်အဲ့ဒီနောက်သူဟာဒီရမ်းမုံဒီကိုသူ့ရဲ့ချက်ဝတ်တန်းစာနဲ့ဘုတ်ဖင်တဲ့ဒီထဲမှာထည့်သွင်းလိုက်ပါတယ်သူဓာတ်ရီအားလုံးကိုလုံမြရတဲ့အကြောင်းရင်းတစ်ခုကတော့ကမ္ဘာအတန်ပါဆုံးတတ်တော်အလူတင်စားရတဲ့ယူဂျီရိုဟာမကိုအနိုင်ယူကိုအတော့ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့30နှစ်ကယူဂျီရိုကသူ့ကိုကမ်းလှမ်းချက်အမလုပ်ခဲ့ပါတယ်သူတို့နှစ်ဦးတငယ်ချင်းအဖြစ်ဆက်လက်ရှိနေခြင်းရင်တစ်နှစ်ကိုတစ်ကြိမ်အချင်းချင်းတိုက်ခိုက်ရမှာဖြစ်ပါတယ်ဒီတိုက်ပွဲအတွင်းမှာသူနှစ်သက်ရလက်နက်ကိုအသုံးပြုနိုင်ပြီးနျူကလ িয়ার ဒုံးကျည်တောင်အသုံးပြုခွင့်ရှိပါတယ်လက်နက်အပြည့်စုံနဲ့သူဟာချင်းဆိုထားတဲ့နေရာကိုစောစောရောက်ရှိနေပြီးယူဂျီရိုအလာကိုငြိမ်သက်စွာစောင့်ဆိုင်နေပါတယ်ဒါပေမဲ့ယူဂျီရိုကသူ့နောက်ကျောမှာရုတ်တရက်ပေါ်လာပါတယ်ကံကောင်းထောက်မစွာနဲ့သူဟာလင်းမြောင်းစွာတုံ့ပြန်ပြီးနောက်ကိုခုန်ဆုပ်လိုက်လို့သာသူပြင်ဆင်ထားတဲ့ရမ်းမုံတွေအလားတမဖြစ်သွားတာပါယူဂျီရိုကသူ့ရဲ့ဝတ်စုံကိုအန်တော်လိုမျိုးကြည့်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲယူဂျီရိုကသူ့ရဲ့ခေါင်းပေါင်းကိုလွယ်လွယ်ကူကူပဲရိုက်လွှင့်ပစ်လိုက်ပါတယ်ယူဂျီရိုထံကထွက်ပေါ်လာတဲ့ပြင်းထန်တဲ့ဖိအားကြောင့်သူဟာလက်ချောင်းတစ်ချောင်းတောင်မလှုပ်ရှားနိုင်တော့ပါဘူးဒါတော့မှသူအနိုင်ရခြင်းတယ်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်အသေးလဲတိုက်ခိုက်ရမယ်ဆိုတာသူဖြစ်ပါတယ်ဒီစကြဝဠာထဲမှာပောက်ကွဲစေတတ်တဲ့အရာတွေနဲ့ဖြိုခွင်းလို့မရတဲ့သူမရှိဘူးလို့သူအခိုင်အမာယုံကြည်ထားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲယူဂျီရိုကသူ့ရဲ့ချက်ဝတ်တန်းဆက်ကိုလက်ပလာနဲ့နှစ်ပိုင်းဆွဲဖျက်လိုက်ပါတယ်သူဟာဒေါသတကြီးနဲ့ပြန်လဲထိုးနှက်ဖို့ကြိုးစားချိန်မှာသူ့ကိုယ်ပေါ်မှာတက်ဆင်ထားတဲ့ရမ်းမွန်ဒီကိုမေ့သွားခဲ့ပါတယ်နောက်ကစက္ကန့်မှာတော့သူဟာကိုယ်တိုင်စီစဉ်ထားတဲ့ပောက်ကွဲမှုနဲ့အတူလွင့်ထွက်သွားပြီးမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ရပါတယ်